ကဲဒီနေ့ဟင်းနေစုံနေရဘူးရဲ့ကြော်လေးရယ်ပန်းမွန်ကြော်လေးရယ်ဗျာကြော်ချက်လေးရယ်စိတ်တလုံးလေးရယ်အမဲရစ်ချက်ကလေးရယ်လုံးဝအမဲရစ်ချက်က special ကြည့်အောင်အမဲရစ်ချက်ဒီမတက်လိုက်အမဲရစ်ချက်ကလေးပြအောင်လုံးဝကောင်းတော့ကွာကြည့်ပါအောင်ကွာမဲဒါတည်းတီလေးနဲ့နော်အမဲရစ်ကလေးရယ်ဗျာကြော်ချက်ကလေးကလုံးဝကောင်းတော့အမဲရစ်ချက်ကလေးကဆရာစီသွားပြီးတော့ဟင်းချက်ထားဆရာစီသွားချက်ထားဆရာစီသွားချက်တော့လုံးဝကောင်းတော့စားကြပါအောင်အဲ့စားနေကြပြီမလားစားလိုက်အောင်မယ်နော်ဘူးရခလေးရမ်းဘူးရခလေးမဲရခလေးရမ်းအမှန်ကြော်လေးရထဲပြီးတော့နောက်တော့စားလိုက်မယ်စားကြပါအောင်ပါဖက်